ငွေနံဖြစ်တဲ့ကော်ဖီနဲ့ကိတ်မုတ်ကိုမြတ်စွာဘုရားကိုစွမ်းလှူပြီးရဲ့နောက်မှာအချိုပဲဖြစ်လှူပေးပါခင်ဗျာကျွန်တော်အချိန်တွေရက်တွေရွေးစရာမလိုပါဘူးစွမ်းလှူပြီးရဲ့နောက်မှာအချိုပဲဖြစ်လှူပေးရင်ကိုရပါပြီအဲ့တော့ကော်ဖီနဲ့ကိတ်မုတ်ဟာတနင်္ဂနွေသားသမီးရဲ့အတွက်ငွေနံလည်းဖြစ်တယ်အညွန့်နံလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အညွန့်ကိုလှူတဲ့ရေတွေကအားအလျောက်မိမိရဲ့စီးပွားရေးကံကြမ္မာတွေမှာပိတ်ဆို့နေရတွေပွင့်လန်းလာမှာဖြစ်ပါတယ်အဲ့တော့ပိတ်နေရတွေပွင့်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကံကောင်းခြင်းတွေကပို့ပြီးတော့အဆင်ပြေလာမယ်ပေါင်းသင်းတဲ့နေရာတွေစီးပွားရေးလုပ်တဲ့နေရာတွေမှာပို့ပြီးတော့အဆင်ပြေလာမယ်အဆင်ချောလာမယ်နှစ်သက်ကနေပြီးတော့စပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မနက်ဖြန်6နာရီနဲ့ခွန်ခွဲကြမှာလှုပ်ဆောင်လို့ရတဲ့ရေတွေတစ်ခုကိုပါခါရဲတစ်ဆက်ထဲတင်ပေးပါမယ်မနက်ဖြန်6နာရီနဲ့ခွန်ခွဲကြမှာဂန်းကောင်2ညွန့်ကိုဖျားမှာဖန်ခွက်လေးနဲ့ရေထည့်ပြီးတော့မှဂန်းကောင်2ညွန့်ထိုးပြီးတော့လှူထားပါဒါမှမဟုတ်ရင်ပန်းအိုးလေးနဲ့လှူလဲရပါတယ်ခင်ဗျာအဲ့ဒါလေးလှူပြီးတော့မှကိုယ့်ရဲ့ငွေကြေးကိစ္စတွေတော့ကိုစူတောင်းပါအဋိဌံပြုပါခင်ဗျာပြီးလို့ရှိရင်တော့ကျွန်တော်တို့ပန်းစီမီရေချမ်းပေါ့လေကိုလုံနေကြအရာလေးတွေကိုလှုပ်ပါအဲ့တော့အဲ့ဒီအရာကိုတစ်ပတ်နှစ်ပတ်သုံးပတ်တေချာလေးဆွဲပြီးတော့လှုပ်ပေးမယ်ဆိုလို့ရှိရင်တေချာပေါ့ကံတက်တာတွေကံကောင်းတာတွေကတိတိတသာကြုံတွေ့ရမှာပဲဖြစ်ပါတယ်တော့ငွေချင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေအားလုံးအဆင်ပြေသွားပါစေခင်ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုတွေဆက်ပြီးတော့တွေ့အောင်လဲကျွန်တော် page လေးကို like and share လေးလုပ်ပေးသွားပါအောင်ခင်ဗျာကျွန်တော်တင်တဲ့ video လေးကိုကြိုက်တယ်ဆိုလို့ရှိရင် comment မှာ yes လို့မှန်ခဲ့ပြပါဦးခင်ဗျာ